အားလုံးပဲမင်္ဂလာပါရှင်ကိုခိုရာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ခိုရာကထိုင်းနိုင်ငံကို14ရက်အလယ်ဗီဇာနဲ့ရောက်လာပြီးရက်30ဗီဇာတက်တန်းတိုးကျင်တဲ့သူတွေအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ရှင်ဗီဇာတက်တန်းတိုးဖို့ Lexi Station နားမှာရှိတဲ့ ID Square က Immigration ရုံးကိုတွားရပါမယ်ခိုရာကတော့ bus ကားစီးပြီးနောက်တစ်ဆင့်ကို Pink Line BTS စီးသွားပါမယ်ဘတ်ကားစီးပြီး Pink Line BTS စီးဖို့ station ကိုရောက်ပါပြီ။ Lexi station ကိုလက်မှတ်ဖြတ်လိုက်ပါမယ်။ Immigration ရုံးနေရာကသွားရတာဝေးပြီးနေပူတာရဲ့စောင့်ရတာအချိန်ကြာတာကြောင့်ထီးရေတန့်ဘူးပါဝါဘတ်တို့ကိုယူသွားဖို့မမေ့ပါနဲ့နော်Lexi Station ကိုရောက်ရင် Station ကထွက်ပြီးကပ်ရက်မှာရှိတဲ့ Red Line Station Platform ကတဆင့် ID Square Center ထဲကိုသွားရပါမယ်။ရှောက်လန်းကနေသွားပြီးလက်မှတ်ကောင်တာတဲ့အထိမသွားပဲဘယ်ဘက်ရှောက်လန်းထဲဝင်လာရင် ID Square ဝင်ပေါက်ကိုရောက်ပါမယ်ရှင်။ Immigration ရုံးကတတိယထပ်မှာရှိတာမို့လို့ဝင်ချင်းဒုတိယထပ်ကနေတတိယထပ်ကိုတက်ရပါမယ်။တတိယထပ်ရောက်တာနဲ့မိတ္တူဆိုင်လေးတွေနဲ့တန်းစီနေတဲ့သူတွေကိုတွေ့ရပါမယ်။ပထမဆုံး form ဖြည့်ပြီးစာရွက်စာတမ်းစစ်ဆေးရပါမယ်။လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ passport မူရင်း passport bio page made to passport visa page made to တန်ရုံးထောက်ခံစာ TM30 အဖြူရောင်နောက်ခံတဲ့ 4cm 6cm ရှိတဲ့ passport တပ်ပုံ STM2 TM7 STM9 STM11 တို့လိုအပ်ပါတယ် STM2 နဲ့ STM7 form တွေကတော့စပွဲပေါ်မှာတင်ထားပေးပါတယ်form ဘယ်လိုဖြည့်ရမလဲဆိုတာကိုနောက်ဗီဒီယိုလေးမှာပြောပြပေးပါမယ်ရှင်။ form ဖြည့်ပြီးတာနဲ့တန်းစီပြီးအချက်လက်စစ်ဆေးဖို့စောင့်ရပါမယ်။ lunch break က12နာရီကနေ1နာရီဖြစ်တာကြောင့်တန်းစီနေရင်12နာရီကျော်သွားရင်အခုလိုကက်လေးတွေပေးပြီး1နာရီမှပြန်လာရပါမယ်။အစားကနေတန်းစီစရာမလိုပဲတုံကင်နံပါတ်အတိုင်းစောင့်ရုံပါပဲ။စာရွက်စာတမ်းစစ်ပြီးရင်အခုလိုအဝါရောင်ကက်လေးနဲ့စာရွက်တွေယူပြီးရုံးခန်းရှိကခုံလေးတွေမှာအလဲကျတဲ့အထိစောင့်ပြီးငွေသွင်းရပါမယ်။10ရောက်တစ်ဖွဲအထဲဝင်ပြီးစာရွက်စာတမ်းတွေပေးပြီးငွေသွင်းခဲ့ရပါမယ်။တစ်လသက်တမ်းအတွက်ဘတ်1900သွင်းရပါတယ်။ငွေသွင်းပြီးရင်အပြင်မှာနိုင်ဝက်လောက်စောင့်ပြီး passport စာအုပ်တွေလာပေးရင် visa ရက်စွဲမှန်မမှန်စစ်ပြီးရင်တက်တန်းတိုးဆောင်ရွက်တာပြီးပါပြီ။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။ခုလိုမျိုးခီးသွားတဲ့အချိန်မှာအထောက်အကူဖြစ်စေမဲ့ဗီဒီယိုတွေကိုဆက်လက်ကြည့်ရှုဖို့အတွက် like and subscribe လေးလုပ်ပေးခဲ့ပါဦးနော်။သိချင်တာလေးတွေရှိရင်လည်း comment မှာမေးမြန်းခဲ့လို့ရပါတယ်ရှင်။